ဆက်လက်ပြီးပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ကရှင်းလင်းပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင် According to the agenda, we would like to respectfully request Deputy Minister for Home Affairs, Major General Ang Jojo, to provide clarifications. တရားလာကြတော့ပုဂ္ဂိုလ်ပေါင်းအားလုံးမင်္ဂလာရှိပါစေလို့ဥစွာဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ခုနကကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကတော်တော်လေးပြည့်ပြည့်စုံစုံပြောသွားပြီးဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့ထပ်ပြီးတော့တရားလာကြသူတွေအားလုံးကိုတနိုင်ငံလုံးမှာရှိတဲ့ပြည်သူပြည်သားအားလုံးကိုသိရှိစေဖို့အတွက်ကျွန်တော်လည်းအနေငယ်ထပ်ပြီးတော့ပြောပါဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဒီ online scan လုပ်ငန်းတွေလုပ်တဲ့နေမြေတွေကကျွန်တော်လက်နက်ကင်ပေါင်းစုံလှုပ်ရှားနေတဲ့နေရာတွေပါဒီနေရာတွေကတရားဥပဒေစိုးမိုးရေးနဲ့အုပ်ချုပ်ရေးပိုင်းလုပ်ငန်းစဉ်တွေအတွက်ကျွန်တော်တို့အခက်အခဲတွေအကန့်အသတ်တွေအများကြီးရှိပါဒီလုပ်ငန်းတွေကိုဦးစီးဆောင်ရွက်နေသူအားလုံးကလည်းတော်တော်များများကနိုင်ငံသားများဖြစ်ပြီးတော့လက်ရှိနိုင်ငံရေးအခြေအနေကိုဖွင့်ကောင်းယူပြီးတော့လှုပ်ဆောင်နေတာကိုအားလုံးလည်းသိကြမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့မြန်မာနိုင်ငံတွင်းကိုတရားမဝင်ရောက်လာတဲ့နိုင်ငံသားတွေကိုကျွန်တော်လှုပ်ထုံးလုပ်နည်းနဲ့အညီသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြည်နယ်လွှဲပြောင်းပေးတဲ့လုပ်ငန်းစဉ်တွေထိရောက်အောင်မြင်စွာအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကျွန်တော်2023ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကစပြီးတော့မြန်မာနိုင်ငံအတွင်းတရားမဝင်ရောက်မှုကြောင့်ဖန်တီးရမိသည့်နိုင်ငံသားများအားဥပဒေနဲ့အညီအမြန်ဆုံးအေးအေးယူပြည်နယ်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းပြီးတော့ယနေ့ထိဆောင်ရွက်လျက်ရှိပါတယ်ဗဟိုကော်မတီရဲ့လုပ်ငန်းတာဝန်တွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်လည်းကြီးကြပ်ရေးလုပ်ငန်းကော်မတီတွေလုပ်ငန်းဆက်ကော်မတီတွေအတွင်းမှုရုံးဖွဲ့တို့ကိုဆက်လက်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်ကျွန်တော်တို့ online လိမ်လည်မှုတွေကိုနေဆက်ဒေသများမှာအမြင့်ပြတ်ရှင်းလင်းဖို့ဒီကနေတစ်ဆင့်ပြည်တွင်းထိပြန်နိုင်ရောက်ရှိမလာစေဖို့ online လိမ်လည်မှုနဲ့လောင်စာမှုတွေကိုနိုင်ငံတော်အကြီးအကဲမူဝါဒနဲ့အညီကျွန်တော်တို့ထိရောက်အမြင့်ပြတ်နှိမ်နှင်းဖို့အတွက်အဓိက focus ဆောင်ရွက်မယ်ကြီးကြပ်ရေးအဖွဲ့လိုအပ်ကြောင်းကိုလည်းကျွန်တော်စစ်စစ်တွေ့ရှိရပါတယ်ဒါကြောင့်လည်းခုနပြောခဲ့သလိုဒီဇင်ဘာလ10ရက်နေ့မှာ online လိမ်လည်မှုနဲ့ online လောင်စာမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုကျွန်တော်ဖွဲ့စည်းခဲ့ပါတယ်ဒီဗဟိုကော်မတီမှာဥက္ကဋ္ဌအဖြစ်ကတော့ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကဥက္ကဋ္ဌဖြစ်တောင်းထမ်းဆောင်ပြီးတော့ဒုတိယဝန်ကြီးဖြစ်တဲ့ကျွန်တော်ကတော့အတွင်းမှုဖြစ်တာယူဆောင်ရွက်မှာဖြစ်ပါတယ်ဒီကော်မတီမှာကျွန်တော်သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေကလည်းကိုယ်စားလှယ်များနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဘိုးကော်မတီရဲ့လုပ်ငန်းတာဝန်တွေကိုထိရောက်ဆောင်ရွက်နိုင်ဖို့အတွက်လည်းကျွန်တော်တို့10ရက်နေ့မှာဘိုးကော်မတီဖွဲ့စည်းပြီးတော့17ရက်နေ့မှာအာဂျင်စီဝေးခေါ်ပြီးတော့12ရက်နေ့မှာပြည်ထောင်စုနယ်မြေ online လိမ်လည်မှုနဲ့ online လောင်စာမှုတိုက်ဖျက်ရေးကော်မတီနဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် online လိမ်လည်မှု online လောင်စာမှုတိုက်ဖျက်ရေးကော်မတီအသီးသီးကိုလည်းဆက်လက်ဖွဲ့စည်းပြီးကျွန်တော်ဖြစ်ပါတယ်ပြည်ထောင်စုနယ်မြေ online လိမ်လည်မှုနဲ့ online လောင်စာမှုတိုက်ဖျက်ရေးကော်မတီမှာတော့နေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်ပြီးနေပြည်တော်ကောင်စီအဖွဲ့ဝင်တစ်ကအတွင်းမှုဖြစ်ဆောင်ရွက်ပါတယ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ် online လိမ်လည်မှုနဲ့ online လောင်စာမှုတိုက်ဖျက်ရေးကော်မတီမှာတော့သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များကဥက္ကဋ္ဌဖြစ်ပြီးတော့လုံခြုံရေးနဲ့နေဆက်ရေးဝန်ကြီးများကအတွင်းမှုဖြစ်ကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တို့ဘိုးကော်မတီအနေနဲ့ online လိမ်လည်မှုနဲ့ online လောင်စာမှုတိုက်ဖျက်ရေးအတွက်မူဝါဒတွေချမှတ်ပေးတာတွေလိုအပ်တဲ့ကော်မတီတွေဖွဲ့စည်းပြီးတော့လုပ်ငန်းတာဝန်တွေတတ်မှတ်ပေးတာတွေ online လိမ်လည်မှုနဲ့ online လောင်စာမှုတိုက်ဖျက်ရေးဆိုင်ရာစံပြုလုပ်ထုံးလုပ်နည်းတွေကိုရေးဆွဲမယ်ဒီလုပ်ငန်းစဉ်ဒီအမှုရောက်ရှိတာတဲ့နိုင်ငံသားတွေကိုပြန်လဲလွှဲပြောင်းပေးအတွက်သက်ဆိုင်ရာနိုင်ငံများနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းတွေကိုဆောင်ရွက်မယ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းစတဲ့လုပ်ငန်းတာဝန်အသီးသီးကိုလည်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကျွန်တော်အနေနဲ့အသိပေးပြောကြားလိုပါတယ်မြန်မာနိုင်ငံကိုတရားမှုဝင်ရောက်တာသူတွေအပါအဝင် online လိမ်လည်မှုနဲ့ online လောင်စာမှုလုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေကိုဖော်ထုတ်ရေးယူဆောင်ရွက်ခဲ့တဲ့နေရာမှာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်းမှာ2023ခုနှစ်ကအောက်တိုဘာလ9ရက်နေ့ကနေပြီးတော့ကျွန်တော်တို့ဒီ2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ဒီဆိုလို့ရှိရင်အားလုံးပေါင်း9196ဦးကိုစစ်သေးတွေ့ရှိပြီးတော့လုံထုံးလုံနည်းနဲ့အညီသက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်တို့ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးတဲ့ဖြစ်ပါတယ်။ရောကင်ပြည်နယ်အတွင်းမှာရှာဖွေကူညီကယ်တင်နိုင်တဲ့နိုင်ငံသားတွေရဲ့ထွက်ဆိုချက်တွေများရလာကြတဲ့လမ်းကြောင်းလေးကိုကျွန်တော်အနေနဲ့ပြောပြပါမယ်။များသောအားဖြင့်တော့ထိုင်းနိုင်ငံကိုလေကြောင်းခရီးနဲ့ဝင်ရောက်ပါတယ်။ဘန်ကောက်မြို့ကနေမဲဆောက်မြို့မော်တော်ယာဉ်လေယာဉ်တို့နဲ့သွားပါတယ်။မဲဆောက်မြို့ကနေတစ်ဆင့်တောင်ရင်မြစ်ကိုဖြစ်ပြီးတော့ဒီကတရားဝင်ဖြတ်ကူးပြီးတော့မြောက်ပြည်နယ်မြေတွင်းမှာရှိတဲ့ကုမ္ပဏီတွေကိုသွားရောက်တာဖြစ်ပါတယ်
နောက်တစ်ခုကတော့ကျွန်တော်တရားဝင်ဗီဇာနဲ့မြန်မာနိုင်ငံကိုရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိပြီးတော့မော်တော်ယာဉ်နဲ့ကရင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကုမ္ပဏီတွေကိုတောက်တာဖြစ်ပါတယ်။ရာခိုင်နှုန်းအပြည့်ဆိုလို့ရှိရင်တော့99.6%လောက်ကတော့မဲဆောက်ဘက်ကနေတရားဝင်ကူးတာဖြစ်ပါတယ်။3.4%လောက်သာကျွန်တော်တို့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကဝင်ရောက်တာဆိုတာကျွန်တော်တွေ့စစ်တွေ့ရှိရပါတယ်။ဒီစစ်လူကုန်မှုကိုလိုအပ်ဖြစ်တဲ့အကူအညီတောင်းခံတဲ့လူကုန်ကူးခြင်းဆိုပြီးတော့နိုင်ငံတကာကနေအကူအညီတောင်းခံလာတဲ့နိုင်ငံတွေရှိပါတယ်။ဒီနိုင်ငံတွေကဟာစစ်ကြည့်တဲ့အခါမှာတချို့ကလူကုန်ကူးခံရတာမဟုတ်ပါဘူး။သူတို့ရဲ့ကိုကျိုးစည်းပွားတွေလာရောက်အလုပ်လုပ်ကိုင်နေတာဖြစ်တာကိုလည်းကျွန်တော်တို့စစ်တွေ့ရှိရပါတယ်။ဒါရကအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မြောက်ပြည်ဒေသကနေရှာဖွေကတင်ပြီးတော့သက်ဆိုင်ရာနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးပြီးပေမဲ့ပြန်လည်ရောက်ရှိလာတဲ့ကျွန်တော်တရုတ်နိုင်ငံသား2ဦးမလေးရှားနိုင်ငံသား2ဦးအိန္ဒိယနိုင်ငံသား5ဦးကျန်တဲ့ကျွန်တော်ရှေ့မှာသို့လို့ကျန်တဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဒါတွေကဒုတိယကြိမ်ပြန်ပြီးတော့ဝင်ရောက်ပြီးတော့ဒီလုပ်ငန်းကိုပဲပြန်လာလုပ်တယ်ဆိုတာကိုကျွန်တော်တွေ့ရှိရပါတယ်ကျွန်တော်အနေနဲ့တပ်မတော်နဲ့ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့စဉ်ဆက်မပြတ်အားထုတ်ဆောင်ရွက်မှုတွေကြောင့်ဒီ30လ2025ရက်နေ့ကနေပြီး73ရက်12လ2025ရက်နေ့ထိမြောက်ဒီဒေသအတွင်းမှာရှိတဲ့နိုင်ငံသားပေါင်း13292ဦးကိုရှာဖွေတင်ခဲ့ပါတယ်သူတို့နဲ့11618ဦးသက်ဆိုင်ရာနိုင်ငံတည်တည်ကိုလွှဲပြောင်းပြီးပါပြီကြံရှိတဲ့1655ဦးကိုသက်ဆိုင်ရာနိုင်ငံတည်တည်တို့ပြန်လည်လွှဲပြောင်းပေးရန်ကြံရှိပါတယ်ဒါနဲ့ပတ်သက်လို့လည်းခုနဗိုလ်ချုပ်စောမတွန်းပြောပြီးပါပြီသူတို့ရဲ့နေထိုင်စားသောက်ရေးအစားကျွန်တော်တို့ကအကုန်တောင်းယူဆောင်ရွက်ပါဒီပြင်ပြဿနာလေးတွေရှိပါတယ်ဒါကဘာလဲဆိုလို့ရှိရင်သူတို့ထားတဲ့နေရာမှာကျွန်တော်တို့ကမိုးလုံးလေးလုံးအားကစားရုံလိုမျိုးနောက်ခမ်းမကြီးတွေမှာသုထားပါနိုင်ငံပေါင်းစုံကလူတွေဖြစ်တဲ့အတွက်ဇယိုက်တွေကလည်းမျိုးစုံပါဒီအရာတွေကိုကျွန်တော်ထိမ့်သိမ့်တဲ့နေရာမှာတချို့ခက်ခဲတွေအများကြီးရှိပါဒါကြောင့်တက်ရောက်လာကြတဲ့တန်တမန်များအနေနဲ့ဒါအမြန်ဆုံးကိုယ်နိုင်ငံကိုပြန်ပြီးတော့ခေါ်ဆောင်နိုင်ဖို့အတွက်ဦးညီပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါကျွန်တော်ဒီကြားဖြန့်လုပ်ငန်းတွေလုပ်တဲ့နေရာကိုတိစောက်ထားတဲ့အဆောက်အုံတွေကိုလည်းကြည့်မယ်ဆိုလို့ရှိရင်အဲ့မှာရှိတဲ့အိမ်ဆောက်ပစ္စည်းတွေလုပ်ငန်းသုံးတဲ့အိမ်ဆောက်ပစ္စည်းတွေအသုံးဆောင်ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေနော်လျှက်စစ်မီး73စီအင်တာနက်ဒါတွေအစကျွန်တော်တို့နိုင်ငံကနေသုံးတာမဟုတ်ပါဘူးတစ်ဖက်နိုင်ငံကနေပြီးတော့တရားမှုရယူသုံးဆွဲဆောင်ရွက်နေတာဆိုတော့ကျွန်တော်တွေ့ရှိရပါတယ်ကျွန်တော်ကရင်ပြည်နယ်မြောက်ဒီဒေသမှာရှိတဲ့ online လိမ်လည်မှုနဲ့ online လောက်သားမှုတွေတားဆီးနှိမ်နင်းမှုအတွက်တော့ကျွန်တော်မြန်မာတရုတ်ထိုင်း3နိုင်ငံပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်ရရှိများစီဝေး3ကြိမ်ဝင်ကြီးအဆင့်စီဝေး2ကြိမ်ဒါကျွန်တော်တို့လည်းပြုလုပ်ဆောင်ရွက်ပြီးဖြစ်ပါတယ်နောက် online scan တိုက်ဖြတ်ရေးအတွက်လမ်းချမ်းမဲကောင်6နိုင်ငံဝင်ကြီးအဆင့်စီဝေးကိုလည်းကျွန်တော်တို့နိုဝင်ဘာလ14ရက်နေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာကျွန်တော်တို့ဆောင်ရွက်ပြီးကျွန်တော်တော့တက်ရောက်ခဲ့ပါတယ်အလားတူပဲ2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာလည်းဗီယက်နမ်နိုင်ငံအရှင်ဖြစ်ကျင်းပတဲ့မဲကောင်ဒေသတွင်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာစီမံကိန်း6ကြိမ်မြောက်ဝင်ကြီးအဆင့်စီဝေးကိုလည်းကျွန်တော်တို့ပြည်တော်စုဝင်ကြီးတော့တက်ရောက်ပြီးတော့ဤပညာများအလွဲသုံးပြီးတော့အတင်းအာရမရာဇဝတ်ကျူးလွန်ခြင်းကိုပူးပေါင်းတိုက်ဖျက်ရန်ဆွေးနွေးခဲ့ကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဆိုပါရာဇဝတ်မှုတွေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံနယ်မြေအတွင်းမှာတည်ရှိနေခြင်းတဲ့ကွင်းဆက်များစွာဖြင့်လက်ပတ်နေတဲ့စီးပွားရေးလုပ်ငန်းအဖြစ်ရှုမြင်ကြရမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံဟာစကန်စတာတီနီယာဖြစ်တော်လဲဒီရာဇဝတ်မှုရဲ့အရင်အမြင့်ပြီးရင်အဓိကအကျိုးအမြတ်ရရှိတဲ့သူမဟုတ်ပါဘူးလိမ်လည်မှုမှာရရှိတဲ့ငွေကြေးအလုံးကလည်းကျွန်တော်တို့မြန်မာနိုင်ငံဗန်စနစ်အတွင်းမှာဝင်ရောက်ခြင်းမရှိပါဘူးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း UNTOC ရဲ့မူအရနိုင်ငံတိုင်းဟာဆိုရှင်မိမိတို့ရဲ့သက်ဆိုင်တဲ့အစိတ်ပိုင်းအလုံးကိုတိုက်ဖျက်ရန်တာဝန်ရှိကြပါတယ်ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်နိုင်ငံတကာရာဇဝတ်မှုတိုက်ဖျက်ရေးစံနှုန်းတွေအညီနိုင်ငံတိုင်းဟာဆိုလို့ရှိရင်မိမိတို့ရဲ့တာဝန်ကျကဏ္ဍကိုအပြည့်အဝထမ်းဆောင်ရန်လိုအပ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ပဋိပက္ခဒေသတွေမှာလူကုန်ကူးခံရသူတွေကိုရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးတော့သူတို့ကိုလုံခြုံစိတ်ချစွာဇာတိနိုင်ငံကိုပြန်လည်ပို့ဆောင်ရေးအတွက်သက်ဆိုင်ရာတန်ယုံအဖွဲ့အစည်းများနဲ့တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်နိုင်ငံတကာအသိုင်းအဝိုင်းများအနေနဲ့မြန်မာနိုင်ငံအတွက်စိန်ခေါ်မှုတွေကိုအတိမတ်ပြုပြီးတော့ထောက်လှမ်းရေးသတင်းဖလှယ်မှုတွေနည်းပညာနဲ့လေ့ကျင့်ပံ့ပိုးမှုတို့ဖြင့်လက်တွေ့ကြကြကူညီသင့်ပါတယ်မြန်မာနိုင်ငံသည်ပြဿနာကိုဖြေရှင်းရန်တူရဲဆောင်ရွက်နိုင်ဖို့မရှိပါဘူးနိုင်ငံတကာအနေနဲ့ UNODC တို့နဲ့ရင်းနှီးခဲ့သောမိဖက်နိုင်ငံများမိဖက်များမှတစ်ဆင့်ပံ့ပိုးကူညီခြင်းဖြင့်သာ online scan ကွန်ရက်များကိုထိထိရောက်ရောက်ဖြိုခွင်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ပြဿနာကိုအပြစ်ဖို့နေမဲ့အစားအားလုံးလက်တွဲပူးပေါင်းပြီးဆောင်ရွက်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်ဆက်လက်ပြီးတော့
လူကုန်ကူးမှုတာဟုတက်ဆက်ရေးနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မှုကနေဆက်ပြီးတော့ဆွေးနွေးပါမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာကြတဲ့နိုင်ငံတကာတန်တမန်များနောက်သတင်းမီဒီယာများတက်ရောက်လာကြသူများအားလုံးမင်္ဂလာပါလို့ဥစွာပထမကျွန်တော်အနေနဲ့ဒါနှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ကတော့ဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မှုဖြစ်ပါတယ်အဲ့တော့ကျွန်တော်နိုင်ငံရဲ့ဒီ online scan ဆိုင်ရာကိစ္စရပ်တွေမှာဆောင်ရွက်နေမှုတွေကိုကျွန်တော်ရဲ့ပြည်ထောင်စုဝန်ကြီးပြည်ထောင်စုဒုတိယဝန်ကြီးကရှင်းလင်းပြောကြားသွားပြီဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဒီ online scan နဲ့အလားတူဒီနိုင်ငံဖြတ်ကျော်မှုခင်းတွေဖြစ်တဲ့ဒါ transnational crime ပေါ့ဒီမှုခင်းတွေနောက်ဒါ online scan နဲ့လည်းဆက်ပတ်သက်နေတဲ့ဒါလူကုန်ကူးမှုတားဆီးနှိမ်နင်းဆိုင်ရာကိစ္စရပ်တွေနောက်ဒီငွေကြေးဆိုင်ရာကိစ္စရပ်တွေမွေးစေဝါဆိုင်ရာကိစ္စရပ်တွေကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဆောင်ရွက်နေမှုတွေကိုဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအကျဉ်းချုပ်ပြီးတော့ကျွန်တော်ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကဒီလူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကိုအမျိုးသားရေးတာဝန်တရားဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါကျွန်တော်တို့ဘယ်မှာမြင်နိုင်လဲဆိုရင်ဒါကျွန်တော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်358မှာနိုင်ငံတော်သည်ကြေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကိုတားမြစ်သည်လို့အတိအလင်းဖော်ပြထားတာကိုဒါတွေ့ရှိရမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံဟာနိုင်ငံဖြတ်ကျော်မှုခင်းစုဖွဲ့မှုခင်းဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ရင်းတဲ့နောက်ဆက်တွဲစာချုပ်တွေမှာအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။နောက်လူကုန်ကူးမှုတားဆီးကာကွယ်ဥပဒေကိုလည်း2005ခုနှစ်ကတည်းကကျွန်တော်တို့ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ဒီဥပဒေတွေကိုလည်းကျွန်တော်ခေတ်စနစ်နဲ့အညီလှော်ညီစွာပုံမပြည့်စုံတဲ့လူကုန်ကူးမှုတားဆီးနှိမ်နင်းဥပဒေဖြစ်16ရက်6လ2020ရက်2ရက်နေ့မှာအတီလင်းပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ဒီပြဋ္ဌာန်းခဲ့တဲ့ဥပဒေသစ်အရလူကုန်ကူးမှုတားဆီးကာကွယ်ဗဟိုအဖွဲ့လူကုန်ကူးမှုတားဆီးကာကွယ်နှင့်လူကုန်ကူးခံရသူများအကာအကွယ်ပေးဆိုင်ရာလုပ်ငန်းကော်မတီနိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥပဒေရေးရာနှင့်တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းကော်မတီလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးပြန်လည်ဝန်ဆန့်ပေါင်းစည်းနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီမြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ9နှစ်စီမံကိန်းအကောင့်ထဲပေါ်ရေးလုပ်ငန်းကော်မတီနဲ့အခြားလိုအပ်တဲ့လုပ်ငန်းကော်မတီများကိုလည်းပဲတိုးချဲ့ဖွဲ့စည်းပြီးတော့လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေကိုထိရောက်ဒါဆောင်ရွက်လျက်ရှိပါတယ်လူကုန်ကူးမှုများကိုလည်းပဲစုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူပြီးတော့ထိရောက်တဲ့ပြည်ထံများချမှတ်ဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်2025ခုနှစ်ဇန်နဝါရီ1ရက်နေ့ကနေဒီဇင်ဘာလ23ရက်နေ့အထိလူကုန်ကူးမှု139မှုစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီထက်အနေမှာကျူးလွန်သူတရားခံ402ဦးကိုတရားစွဲတင်ခဲ့ပြီးတော့116ဦးကိုထိရောက်တဲ့ပြည်ထံများချမှတ်နိုင်ခဲ့ပါတယ်ထောင်ဒဏ်ချမှတ်မှုအနေဖြင့်ထောင်ဒဏ်တစ်သက်14ဦးထောင်ဒဏ်20နှစ်မှ25နှစ်အတွင်း25ဦးထောင်ဒဏ်10နှစ်မှ15နှစ်အတွင်း63ဦးနဲ့ထောင်ဒဏ်10နှစ်အောက်14ဦးတို့ဖြစ်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်လူကုန်ကူးမှုကိုဖြစ်ပေါ်စေနိုင်တဲ့ပြည်ပကိုတရားမဝင်ထွက်ခွာမှုတွေကိုထိန်းချုပ်နိုင်ရေးအတွက်လည်းတရားမဝင်ပို့ဆောင်သူတွေကိုစုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပါတယ်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှဒီဇင်ဘာလ23ရက်နေ့ထိပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်မှု59မှုရှိခဲ့ပါတယ်ကျွလွန်သူတရားခံတွေနဲ့ကတော့128ဦးဖြစ်ပါတယ်ကြား53ဦးနဲ့မ85ဦးဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်စုံစမ်းဖော်ထုတ်ပြီးထိရောက်တဲ့ပြည်ထံတွေများချမှတ်နိုင်ရေးအတွက်တရားစွဲဆိုဆောင်ရွက်ခဲ့ကြောင်းပြောကြားလိုပါတယ်ကျွန်တော်နိုင်ငံအနေနဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်ပြည်တွင်းသားမကပဲနဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်မြန်မာထိုင်းလူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာနားလည်မှုစာချုပ်လွှာကို2009ခုနှစ်ဧပြီလ24ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်အလားတူပဲကျွန်တော်မြန်မာတရုတ်မြန်မာလာအိုမြန်မာဗီယက်နမ်မြန်မာအိန္ဒိယနိုင်ငံများအကြားမှာလည်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နားလည်မှုစာချုပ်လွှာတွေကိုအသီးသီးလက်မှတ်ရေးထိုးပြီးတော့
လက်ရှိကျွန်တော်တို့ပူးတွဲဆောင်ရွက်လျက်ရှိပါတယ်ဒါအပြင်ကျွန်တော်တို့ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားတရုတ်လာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်6နိုင်ငံပါဝင်တဲ့လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာနားလည်မှုစာချုပ်လား Commit MOU ကိုလည်းပဲ2004ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာရန်ကုန်မြို့မှာကျွန်တော်လက်မှတ်ရေးထိုးခဲ့ပါတယ်အဆိုပါနားလည်မှုစာချုပ်အရဝန်ကြီးများအဆင့်အစည်းအဝေး3ကြိမ်3နှစ်လတစ်ကြိမ်အဆင့်မြင့်ရာရှိကြီးများအစည်းအဝေးတစ်နှစ်လတစ်ကြိမ်ပြုလုပ်လျက်ရှိပါတယ်ဒါအပြင်2011ခုနှစ်မှာစပြီးတော့မဲခေါင်ဒေသတွင်လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ Commit Regional Task Force နဲ့လူငယ်ဖိုရမ် Youth Forum တို့ကိုလည်းပဲပူးတွဲပြီးတော့အလဲကျအင်ရှင်အဖြစ်ကျင်းပပြုလုပ်လျက်ရှိပါတယ်ဒါအပြင်ကျွန်တော်တို့တောင်အာရှဒေသဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနီပေါသရီလင်္ကာထိုင်းနိုင်ငံတွေပါဝင်တဲ့ BIMSTEC ကိုလည်းပဲကျွန်တော်2004ခုနှစ်မှာစပြီးတော့လူကုန်ကူးမှုပါဝင်နိုင်ငံဖက်ကျော်မှုကင်းတိုက်ဖျက်ရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်လူကုန်ကူးမှုကတော့အထူးသဖြင့်အမျိုးသမီးများနှင့်ကလေးသူငယ်တွေကိုလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ASEAN Convention Against Trafficking in Persons Especially Women and Children ဒါကိုလည်းပဲကျွန်တော်21ရက်17လ2015ရက်နေ့မှာကျွန်တော်တို့နိုင်ငံပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်6ရက်တလ2019ရက်နေ့မှာတော့အတည်ပြုခဲ့ပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံများအနေဖြင့် ASEAN Convention အာဆီယံကြေညာစာတမ်းအာဆီယံလုပ်ငန်းစီမံချက်နှင့်အာဆီယံကဏ္ဍပေါင်းစုံပါဝင်တဲ့လုပ်ငန်းစီမံချက်ဘိုးဟိုးလုပ်ငန်းစီမံချက်တို့ကိုလည်းပဲထိရောက်အောင်အကောင့်တွေပေါ်ဆောင်ရွက်နိုင်ရေးအတွက်အာဆီယံကဏ္ဍအလိုက်အဖွဲ့အစည်းအချင်းချင်းကြားပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးတော့မွေးစေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများအန်ဒီရဲ့တာစီတိုက်ဖြတ်ရေးဆိုင်ရာအချက်လက်တွေကိုလည်းကျွန်တော်အနေနဲ့အကျဉ်းချုပ်ပြီးတော့တင်ပြမှာဖြစ်ပါတယ်အဲ့တော့မွေးစေဝါပြဿနာဟာကျွန်တော်နိုင်ငံတစ်ခုဒေသတစ်ခုလူမျိုးတစ်မျိုးတည်းနဲ့သာသက်ဆိုင်တာမဟုတ်ပါဘူးတကယ်ပါလုံးလူသားမျိုးနွယ်တရက်လုံးကိုဆိုးရွားစွာချင်းချောက်နေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်မွေးစေဝါထုတ်လုပ်မှုသုံးစွဲမှုနဲ့တည်ယူရောင်းဝယ်မှုတွေဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအကျင့်ပြက်ခြစားမှုငွေကြေးခဝါချမှုလက်နက်မှောင်ခိုမှုအကြမ်းဖက်မှုတို့နဲ့နှက်ဆိုင်စွာဆက်ဆက်နေတဲ့အတွက်နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးတို့ကိုပါထိခိုက်ပြက်ပြားစေလျက်ရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာအချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိအောင်လှုံ့ဆော်လျက်ရှိပါတယ်ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ဝင်ငွေရလန်းလွယ်ကူတဲ့မွေးစေဝါထုတ်လုပ်မှုနဲ့တဲဆောင်ရောင်းဝယ်မှုတွေကိုလှုံ့ဆော်နေတာကိုလည်းတွေ့ရပါတယ်မွေးစေဝါထုတ်လုပ်ရမှာအသုံးပြုတဲ့ဓာတုပစ္စည်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေကတော့မြန်မာနိုင်ငံအတွင်းကထုတ်လုပ်နိုင်မှုမရှိပါဘူးသို့တော်လည်းပဲနယ်စပ်ဒေသတွေကတဆင့်တရားမဝင်အလွယ်တကူဝင်ရောက်လျက်ရှိပြီးတော့ထွက်ရှိလာတဲ့မွေးစေဝါအများစုဟာနယ်စပ်ဒေသများမှာတဆင့်ဒေသတွင်းနိုင်ငံများနဲ့ဝယ်လိုအားမြင့်မားတဲ့နိုင်ငံတွေကိုတဲဆောင်ရောင်းဝယ်လျက်ရှိတဲ့အတွက်တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရဆဲပဲဖြစ်တာကိုပြောကြလိုပါတယ်အဲ့တော့မြန်မာနိုင်ငံအနေဖြင့်မွေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါများအန်ဒီရဲ့တားဆီးကာကွယ်ရေးဘိုးအဖွဲ့ကို1986ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပါတယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက်မှာရှိတဲ့မွေးစေဝါတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကိုတပ်ဖွဲ့ခဲ17ဖွဲ့တပ်ဖွဲ့စု82စုတို့နဲ့တိုးချဲ့ဖွဲ့စည်းပြီးတော့ခေတ်မီရှာဖွေရေးကိရိယာများဝယ်ယူတပ်ဆင်ပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်ငွေစေဝါဖန်စီရမှုတွေအနေနဲ့ကတော့2021ခုနှစ်ကနေ2025ခုနှစ်နိုဝင်ဘာလအထိငွေစေဝါဖန်စီရမိမှု3420မှုနဲ့တရားခံကြား36885ဦးတရားခံမှ8594ဦးတရားခံစုစုပေါင်း42959ဦးတို့ကိုဘိန်း9.2 တန်ကျော်ဘိန်းဖြူ9.4 တန်ကျော်ဆေးကြောက်4တန်ကျော်စိတ်ကြွယူသွဆေးပြား1138တန်ကျော် ice 109တန်ကျော်ကက်တမင်း22.2 တန်ကျော်နဲ့ happy water 866ကီလိုကျော်အက်တစီဆေးပြား17,66000နှစ်ပြားအပါအဝင်အခြားငွေစေဝါတွေကဖင်းတွေ89.6 တန်ကျော်အပါအဝင်
ထိန်းချုပ်ဓာတုပစ္စည်းများနဲ့အခြားဓာတုပစ္စည်းစုစုပေါင်းတန်ဖိုးငွေ9580.9 ဘီလီယံကျော်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းပြောကြားလိုပါတယ်။ဒါ့အပြင်2021ခုနှစ်ကနေ2025ခုနှစ်အောက်တိုဘာလအထိငွေစေဝါဖမ်းဆီးရမှုတွေမှာလက်နက်ခဲယမ်းပါဝင်တဲ့အမှုပေါင်း184မှုရှိပါတယ်။တရားခံတွေနဲ့ကြား389ဦးမ26ဦးစုစုပေါင်း405ဦးကိုလက်နက်မျိုးစုံ909လက်ဘုံမျိုးစုံ303လုံးမိုင်းမျိုးစုံ62လုံးကြည်မျိုးစုံ339,950တောင်ကြိမ်မျိုးစုံ1645ခုရန်မျိုးစုံ159ကီလိုကျော်ဒီတိုနေတာမျိုးစုံ17,59,634ခုနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပါတယ်ကျွန်တော်2021ခုနှစ်အတွင်းမှာ1068.66ဘီလီယံကျော်2022ခုနှစ်အတွင်းမှာ1188.828ဘီလီယံကျော်2023ခုနှစ်အတွင်းမှာ936.93ဘီလီယံကျော်2024ခုနှစ်အတွင်းမှာ1163.648ဘီလီယံကျော်2025ခုနှစ်အတွင်းမှာ981.9ဘီလီယံကျော်စုစုပေါင်းတန်ဖိုးငွေ9329ဘီလီယံကျော်တန်ဖိုးရှိတဲ့ငွေစေဝါနဲ့ဓာတုပစ္စည်းများမိရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်ငွေစင်မမှုများနဲ့ဆက်နွယ်ပြီးတော့နိုင်ငံတော်ဗဏ္ဍာအဖြစ်သိမ်းဆည်းမှုတွေကိုလည်းပဲဆောင်ရွက်ခဲ့ပါတယ်2021ခုနှစ်မှ2025ခုနှစ်အောက်တိုဘာလအထိနိုင်ငံတော်ဗဏ္ဍာသိမ်းဆည်းမှု4198မှုမှာမြန်မာငွေကျပ်488တန်းကျော်ထိုင်းဘတ်36သိန်း12120တရုတ်ယွမ်900အမေရိကန်ဒေါ်လာ2000ရွှေ 2.5 ကျပ်သားမော်တော်ယာဉ်489စီးဆိုင်ကယ်2438စီးဖုန်း996လုံး3ဘီရင်9စီး3ဘီဆိုင်ကယ်5စီးစပီး19စီးဘက်ထရီဆိုင်ကယ်1စီးဘေးရွဲဆိုင်ကယ်1စီးဆက်လေ35စီးထော်လာကြီး1စီးအဲယာကိုလာ2လုံးကြောပွေး1လုံးတို့ကိုဖမ်းဆီးရမိခဲ့ပြီးတော့တန်ဖိုးငွေအပြင်13,044တန်းကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းပြောကြားလိုပါတယ်မြန်မာနိုင်ငံဟာငွေစေဝါတားဆီးကာကွယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိရာအာဆီယံအဖွဲ့ဝင်နိုင်ငံများမဟာမဲခေါင်ဒေသတွင်းနိုင်ငံများဘင်စတက်အဖွဲ့ဝင်နိုင်ငံများအိန္ဒိချင်းနိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒါအပြင်ကုလသမဂ္ဂငွေစေဝါနှင့်ပြည်မှုဆိုင်ရာယုံ UNODC ဩစတြေးလျနိုင်ငံရဲတပ်ဖွဲ့ AFP မြန်မာနိုင်ငံငွေစေဝါတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ DEA အမေရိကန်နိုင်ငံငွေစေဝါတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ DEA တရုတ်နိုင်ငံအမျိုးသားငွေစေဝါထိန်းချုပ်ရေးကော်မရှင် NNCC ထိုင်းနိုင်ငံငွေစေဝါထိန်းချုပ်ရေးအဖွဲ့ ONCB တို့နဲ့လည်းအနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးနောက်ဆုံးအချက်အနေနဲ့ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းဆိုင်ရာဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရဲတပ်ဖွဲ့ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့အနေဖြင့်ငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေနဲ့အညီသတင်းပို့အဖွဲ့အစည်းများမှပေးပို့လျက်ရှိတဲ့တန်တားဖြစ်စေငွေကြေးလွှဲပြောင်းဆောင်ရွက်မှုသတင်းပို့ချက်များလက်ခံခြင်းစီစစ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့်စီစစ်ချက်ရလဒ်များအားသက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများထံကိုဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ငွေကြေးခွာချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ဆိုင်လင်းပြီးတော့ငွေကြေးခွာချမှုတိုက်ဖျက်ရေးဘို့အဖွဲ့ကိုဖွဲ့စည်းပြီးတော့အမျိုးသားအဆင့်မဟာဗျူဟာချမှတ်၍အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်။ငွေကြေးဆိုင်ရာလိမ်လည်မှုများနှင့်ပြစ်မှုများဖြစ်ပေါ်လာပါကအဖွဲ့ဝင်များမှမိမိဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်တွေကိုထိရောက်မြန်ဆန်စွာဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်ငွေကြေးလိမ်လည်မှုများအားအချိန်မီတားဆီးရေးနှင့်အရေးယူမြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ Action Task Force ကို21ရက်3လ2024ရက်နေ့မှာအမိန့်ကြော်ညာစာအမှတ်73/2024ဖြင့်ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။လုပ်ငန်းအဖွဲ့မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်လျက်ရှိပါတယ်။လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီးတဲ့နောက်မှာငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်တွေကိုထိရောက်မြန်ဆန်စွာဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်စံလုပ်ငန်းစည်းမျဉ်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ Standard Operating Procedure SOP ကို25ရက်6လ2025ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးတော့ငွေကြေးလိမ်လည်မှုဖြစ်စဉ်များနဲ့ပတ်သက်ပြီးအဆိုပါစံပြုလုပ်ထုံးလုပ်နည်းများနဲ့အညီအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းဆွေးနွေးရှင်းလင်းပြောကြားလိုပါတယ်။ Online လိမ်လည်မှုများမှရရှိတဲ့
ငွေကြေးတွေကိုစနစ်တကျခွာချရန်အတွက်တရားမဝင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကအဓိကအခန်းကဏ္ဍမှာပါဝင်နေပါတယ်။ကမ္ဘာနိုင်ငံများမှာဖြစ်ပေါ်နေတဲ့ online လိမ်လည်မှုနှင့် online လောင်းကစားမှုများပေါ်လေ့လာတွေ့ရှိချက်များအရ scan center များမှရရှိတဲ့တရားမဝင်ငွေကြေးတွေဟာနေသက်ဒေသရှိတရားမဝင်ကုန်ပစ္စည်းများကိုဝယ်ယူရန်အတွက်အသုံးပြုကြောင်းအဆိုပါတရားမဝင်ပစ္စည်းများကိုနယ်စပ်ဖြတ်ကျော်ရောင်းချခြင်းဖြင့်တရားဝင်ပုံစံဆောင်သောဝင်ငွေအဖြစ်သို့ပြောင်းလဲပစ်ကြောင်း scan center များလက်ပတ်ရန်အတွက်လိုအပ်သည့်စက်ပစ္စည်းများအစားအသောက်နှင့်အခြားထောက်ပံ့ရေးပစ္စည်းများကိုတရားမဝင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့်အခွင့်ရှောင်၍တည်ယူပို့ဆောင်ကြောင်း scan center များလက်ပတ်ရန်အတွက်လိုအပ်သည့်ဝန်ထမ်းအင်အားကိုတရားမဝင်နယ်စပ်လမ်းကြောင်းများမှတဆင့်လူကုန်ကူးခြင်းဖြင့်ရရှိနေခြင်းဖြစ်ကြောင်းပြောကြားလိုပါတယ်။အနှစ်ချုပ်အားဖြင့်တရားမဝင်နယ်စပ်ကုန်သွယ်ရေးသည် scan center များအတွက်ငွေကြေးခွာချရန်လမ်းကြောင်းများဖန်တီးပေးနေခြင်းဖြစ်ပါတယ်။လူကုန်ကူးမှုခံရသူများကိုတည်ယူပို့ဆောင်ရန်လမ်းကြောင်းများကိုပံ့ပိုးပေးနေခြင်းဖြစ်ပါတယ်။ဒီလိုဆက်ဆက်မှုတွေကိုတားဆီးဖြတ်တောက်ရန်အတွက်ငွေကြေးခွာချမှုတိုက်ဖြတ်ရေးနယ်စပ်ဒေသလုံခြုံရေးနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကိုပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းရှင်းလင်းပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်